ဆောင်းရာသီမှာအသက်9နှစ်အောက်ကလေးတွေမှာဝမ်းပြက်ဝမ်းလျှောဖြစ်စေတဲ့ virus ပိုးတစ်မျိုးကိုသိပါသလားဒီ virus ပိုးဟာအသက်9နှစ်အောက်ကလေးတွေမှာအများဆုံးကူးစက်တတ်ပြီးတော့ဝမ်းပြက်ဝမ်းလျှောဖြစ်စေပါတယ်ဆောင်းရာသီမှာဖြစ်စေတဲ့ဝမ်းပြက်ဝမ်းလျှောဖြစ်ခြင်းရဲ့80%ကအဲ့ virus ပိုးကူးစက်ခံရလို့ဖြစ်တာပါအရှေ့တောင်အာရှမှာကလေးငယ်တွေမှာအဖြစ်များတဲ့ virus ပိုးတစ်မျိုးလည်းဖြစ်ပါတယ်ကူးစက်ပုံကတော့အဓိကအဖြစ်လက်ကနေတစ်ဆင့်ကူးစက်တာဖြစ်ပါတယ်တန်းစင်ခန်းကထွက်ပြီးလက်မစေးတာကလေးတိုင်ပါလဲပေးပြီးလက်မစေးတာနောက်ပြီးတော့အဲ့ဒီမတန်ရှင်းတဲ့လက်နဲ့ပဲအစားအသောက်တွေကိုကင်တွယ်ကြီးမွေးမိရတဲ့တစ်ဆင့်ကူးစက်တတ်ပါတယ်ယောဂပိုးဝင်ရောက်ပြီးတရက်နှစ်ရက်အတွင်းမှာလက္ခဏာစပြတတ်ပါတယ်။ယောဂလက္ခဏာတွေကတော့ဖျားမယ်၊အော့အန်မယ်၊ဗိုက်နာမယ်၊ဝမ်းအရေးကြဲကြဲတွေသွားတာမျိုးဖြစ်နိုင်ပါတယ်။ကုသမှုတေချာမယူခဲ့ဘူးဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့အဖျားကြီးခြင်း၊ဝမ်းမမဲသွားခြင်းအပြင်ရေဓာတ်ခန်းချောက်တဲ့လက္ခဏာတွေဖြစ်တဲ့နှုံးခြင်း၊ညက်သွင်းချိုက်ခြင်း၊စီးနှဲခြင်းတွေဖြစ်လာပြီးနောက်ဆုံးတတိလစ်တဲ့အထိဖြစ်ပွားနိုင်ပါတယ်။ရေဓာတ်ခန်းချောက်တာတက်တာစေဖို့အတွက်ဓာတ်စားရည်ဖြောတိုက်တာအာဟာရရှိတဲ့အစားအသောက်တွေကိုနည်းနည်းစီနဲ့ခဏခဏကျွေးတာခြေစွပ်အားစိတိုက်ကျွေးတာတွေကိုလည်းလုပ်လို့ရပါတယ်မိခင်တို့တောက်နေတဲ့ကလေးတွေဆိုလို့ရှိရင်လည်းမိခင်တို့ကိုဆက်လက်တိုက်ကျွေးနိုင်ပါတယ်ရိုတာဗိုင်းရပ်စ်ပိုးမကူးစက်နိုင်အောင်ကာကွယ်တဲ့နည်းလမ်းတွေကတော့နံပါတ်1တကွေတန်ရှင်းမှုကိုယူဆိုင်တာနံပါတ်2ပတ်ဝန်းကျင်ကိုတန်ရှင်းနေအောင်ထားခြင်းတို့ဖြစ်ပါတယ်နောက်တစ်မျိုးကတော့ရိုတာဗိုင်းရပ်စ်မကူးစက်အောင်ကာကွယ်ဆေးတိုက်ကျွေးခြင်းပဲဖြစ်ပါတယ်ကလေးတွေကာကွယ်ဆေးထိုးနဲ့ပတ်သက်ပြီးတော့သိချင်တာရှိလို့ရှိရင် comment မှာမေးမြန်းနိုင်တယ်လို့ SML Vaccine Clinic Facebook page မှာလည်းလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ